Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကလေးတွေကို pattern ဘယ်လိုသင်မလဲ pattern သင်တဲ့အခါမှာဒီ programming မှာဘယ်လိုမျိုးအထောက်အကူပြောင်းလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်အခုအရင်ဆုံး pattern ဆိုမဲ့သင်မယ်ဆိုလို့ရှိရင်ကလေးတွေရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ color pattern လေးတွေ shape pattern လေးတွေကနေပြီးတော့စပြောလို့ရပါတယ်အခုဒီမှာဆိုလို့ရှိရင်မြင်နေရတာကcolor pattern လေးပေါ့နော် blue လာတယ် blue လာပြီးတော့ orange လာတယ် blue orange blue orange ဆိုပြီးတော့ကလေးတွေကိုဒီအတန်လေးဒီpattern လေးကိုရွတ်ခိုင်းပါ blue orange blue orange blue orange blue ဒါဆိုရင်နောက်မှာဘာဆက်လာမလဲ orange အဲ့လိုမျိုးသူတို့ဒီ pattern ကိုတတိထားမိသွားအောင်ဒီ blue orange ဆိုတာလေးကိုရွတ်ခိုင်းပြီးတော့ blue ပြီးရင်ဘာဆက်လာမလဲ okay orange ဒါဆိုလို့ရှိရင် orange ပြီးရင်ရောဘာဆက်လာမလဲဆိုပြီးတော့သူတို့ကိုထပ်စဉ်းစားပြီးတော့ဒီ pattern ကိုဆက်သွားခိုင်းလို့ရပါတယ် blue orange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  ဆိုပြီးတော့ဒါကအရင်ဆုံး color pattern ကိုမှ simple ဖြစ်တဲ့နှစ်ခုပဲပေါ့နော်အဲ့ဒါရသွားပြီဆိုလို့ရှိရင်နောက်ထပ် color pattern လေးကိုထပ်ပြီးတော့စဉ်းစားခိုင်းပါမယ် blue blue orange blue blue orange ဒါဆိုရင်နောက်မှာဘာဆက်လာမလဲ blue 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 orange blue blue orange blue ဒါဆိုရင်ဒီ blue နောက်မှာဘာဆက်လာမလဲ blue ပြီးရင် orange အဲ့လိုမျိုးလေးသူတို့ recognize ဖြစ်သွားတဲ့အထိကိုကပြောပြပေးရပါမယ် blue blue orange ဆိုတဲ့ pattern လေးကိုသိသွားအောင်ပြောပြရပါမယ် blue blue orange blue blue orange blue blue orange okay ဒါက color pattern လေးတွေပြောပြတာပါ color pattern လေးတွေသိသွားပြီဆိုလို့ရှိရင်တော့ shape pattern လေးကိုပြောပြလို့ရပါတယ်အဲ့တော့ဒီမှာshape pattern လေးဆိုလို့ရှိရင်တော့ဒီမှာcircle rectangle circle rectangle ဆိုပြီးတော့စထားပေးတယ်အဲ့တော့ဒီ shape pattern လေးကိုဆက်ပြီးတော့သွားခိုင်းမယ်ဆိုလို့ရှိရင် circle rectangle circle rectangle okay ဒါဆိုရင်နောက်မှာဘာဆက်လာမလဲ circle ဆက်လာမယ် circle ပြီးရင်ဘာဆက်လာမလဲ rectangle စသဖြင့်ပြောပြလို့ရတယ် circle rectangle circle rectangle circle rectangle အဲ့တော့ pattern rule ကိုပြောပါဆိုရင်သူ repeat ဖြစ်နေတာကဒီ circle rectangle ဖြစ်တဲ့အတွက်ကြောင့်မလို့ circle rectangle က pattern rule ပါဆိုတာကိုနားလည်သဘောပေါက်သွားပါလိမ့်မယ်အဲ့တော့ shape နှစ်ခုရပြီဆိုရင် shape 3ခုပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်circle triangle square circle triangle square circle triangle ဒါဆိုရင်နောက်မှာဘာဆက်လာမလဲ square အဲ့ဒါကိုသတိထားမိတော့အောင်ပြောပြပေးလို့ရပါတယ် circle triangle square circle triangle square circle triangle square ဒီလိုမျိုး pattern လေးတွေကိုလေ့ကျင့်ပြီးတော့ဒီ pattern recognition လေးရပြီဆိုလို့ရှိရင်ဒီ program တွေရေးတဲ့အခါမှာဘယ်လိုမျိုးဒီ pattern ကအရေးပါလဲဆိုတာအခုဆက်ပြီးတော့ပြောပြသွားပါမယ်အခုဆိုရင်ဒီမှာကဒီangry bird လေးက web ကလေးစီရအောင်သွားမယ်ပေါ့ angry bird လေးက web ကလေးစီရအောင်သွားဖို့ဆိုလို့ရှိရင်သူကဒီမှာအရှိကိုတက်လန်းသွားမယ်တစ်ခွက်ကိုတက်လန်းဆိုအရှိကိုတက်လန်းသွားမယ်နှစ်လန်းသွားမယ် okay အရှိနှစ်လန်းသွားပြီဆိုရင်သူကညာဘက်ကို turn right လုပ်ရမယ် turn right လုပ်ပြီဆိုရင်သူကဒီမှာပဲရှိတယ်ဒီမှာနှစ်လန်းသွားမယ်ပေါ့နော် move forward turn right okay ဒါဆိုရင်သူကတလန်းနှစ်လန်း turn right ဆိုတော့ဒီဘက်တော့လှည့်သွားပြီဒါပေမဲ့လည်းသူဆက်မသွားသေးဘူးအဲ့ဒါကိုဆက်သွားခြင်းနောက်ထပ် move forward ဆိုပြီးဆက်သွားမယ် move forward ဆိုတော့ဒီနားကိုရောက်လာပြီ west စီကိုရောက်ဖို့သူကနောက်တစ်ခါ turn right လုပ်ရအောင်မယ်အဲ့ဒါလေးကို run ကြည့်လိုက်မယ်နော် move forward turn right move forward turn right move forward okay ဟုတ်ပြီဒါဆိုရင်သူသွားတဲ့ဒီငှက်ကလေးသွားတဲ့ pattern က move forward turn right ရှေ့ကိုသွားမယ်ညာကွေ့မယ်ရှေ့ကိုသွားမယ်ညာကွေ့မယ်ရှေ့ကိုသွားမယ်ညာကွေ့မယ်ဆိုရဲ pattern လေးပဲဖြစ်ပါတယ်အဲ့တော့ဒီ pattern လေးကိုသတိထားမိသွားပြီဆိုလို့ရှိရင်သူထက်ကလုပ်နေတာက move forward turn right ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီထက်ကလုပ်စေခြင်းတဲ့ blocks လေးတွေကို repeat တွေကိုထည့်လိုက်မယ်ဆိုလို့ရှိရင်သူကဒီ pattern ကိုထက်ကလုပ်နေတော့မှာဖြစ်ပါတယ် pattern rule က move forward turn right okay ဒီ pattern rule အတိုင်းကိုဘယ်နှစ်ကြိမ် repeat လုပ်မှာလဲဆိုတော့3ကြိမ် repeat လုပ်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့သူကဒီအတိုင်း program လေးရဲ့ pattern ကိုစဉ်းစားမိပြီးတော့ဒီ pattern လေးကို repeat ထည့်လိုက်တဲ့အခါမှာဆိုရင်တော့ငှက်ကလေးကသူသွားချင်တဲ့နေရာကိုရောက်အောင်သွားနိုင်တာကိုတွေ့ရပါလိမ့်မယ်Okay အဲ့တော့ဒီနေ့တော့ဒီ pattern ကဘယ်လောက် programming မှာဘယ်လိုအသုံးချလဲဆိုတာကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်